Okay, Dawn, do you want to be a first student in the class? Yes, teacher. I want to be a fast student in class. Wait. First လား။တမီးကအတန်းထဲမှာအမြန်ဆုံးဖြစ်ချင်တာလား။ဒါမှမဟုတ်လို့ရှိရင်ပထမဆုံးလို့ပြောချင်တာလား။ teacher လေအဲ့နှစ်ခွအတန်ထွက်တူတူပဲမဟုတ်ဘူးလား No, မတူဘူး။သူတို့က IPA တင်ကြတယ်တူတယ်ပြောကြတယ်။အတန်ထွက်ကလည်းတူမှာမဟုတ်ဘူး teacher IPA ဆိုတာဘာလို့လဲ IPA ဆိုတာက International Phonetics Alphabet ကိုဆိုလိုတာပါသူ့မှာ sample လေးတွေပါတယ်ပေါ့နော်ဒီ sample လေးတွေကိုကြည့်ပြီးတော့မှအတန်ကိုဘယ်လိုထွက်ရမလဲဆိုတာကိုစနစ်တကျလေ့လာရတဲ့ပညာရပ်တစ်ခုတက်ဖြစ်ပါတယ် IPA ကိုလေ့လာရင်ဘာတွေအကျိုးကျေးဇူးရမလဲဆိုတော့ပထမဆုံးအနေနဲ့ native တွေပြောတဲ့ listening ကိုပို့ပြီးတော့မှကောင်းကောင်းနားလည်လာမယ် listening ကောင်းလာတဲ့အခါမှာ speaking practice လုပ်တဲ့အခါမှာလည်းပို့ပြီးတော့မှအကျိုးရှိလာမှာပေါ့နော်ဆိုရင်ကြည့်လိုက်ကြရအောင်ခုနကညံတာနဲ့ပထမဆုံးနဲ့ပေါ့နော်ဘယ်လိုမျိုးအတန်ထွက်လေးကွာတယ်လဲဆိုတာကို sample လေးတွေမှာအဓိကကွာခြားချက်ကိုသိမြင်နိုင်တယ်အဲ့တော့ FAST မှာပါတဲ့ sample ဒီ A သင်္ကေတလေးဒီ A သင်္ကေတရဲ့နောက်မှာဝိစာပေါက်တဲ့ sample လေးပါတယ်အဲ့တော့ဒါလေးပါလို့ရှိရင်ကျတို့ကအဲ့ဒါကို long vowel လို့သတ်မှတ်မှာဖြစ်ပါတယ် long vowel ဆိုတာကဘာလဲဆိုတော့အတန်ကို3စက္ကန့်ထိဆွဲပြီးတော့မှရပ်ထားတာမျိုးပေါ့နော် short ဆိုရင်တော့ပြဿနာမရှိဘူးဒါမျိုးဆွဲစရာမလိုပါဘူးရှင်ဆိုတော့ဒီသင်္ကေတလေးကိုအာလို့ထွက်မယ်အဲ့တော့ fast ဒါကမြင်နေဆိုရက်အတိတ်ပဲပါနောက်တစ်ခုကတော့ FIRST ဒါလေးဘယ်လိုတန်ထွက်ကြမလဲဆိုတော့သူ့မှာဆိုလို့ရှိရင်ဒီမှာသင်္ကေတလေးက3လိုမျိုးလေးပါမယ်ပြီးရင်ဝိစာပေါက်လိုတန်လေးပါတယ်သူ level long vowel ပဲဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုအတန်ထွက်ရင်လည်းဆွဲပေးရမှာဖြစ်ပါတယ်ဒါပေမဲ့အခုနကနေမတူတော့တာမှာဘာလဲဆိုလို့ရှိရင်အာတန်ပါတဲ့အတွက်ကြောင့်မလို့ကျတော့သူ့ကိုအတန်ထွက်တဲ့အခါကျလို့ရှိရင်ရှာအောင်နောက်ကိုလိပ်ပြီးတော့မှလေချောင်းတန်နဲ့ထွက်ပေးရမှာဖြစ်ပါတယ် or ဒါကြောင့်မလို့ FIRST first ဒီလိုမျိုးကွဲပြားပါတယ်ဆိုတော့ sample လေးတွေကွဲပြားရုံနဲ့အတန်ထက်တွေကွဲပြားသွားတယ်အတန်ထွက်တွေကွဲပြားတဲ့အခါမှာအဓိပ္ပာယ်လေးတွေလည်းကွဲပြားသွားတယ်ပေါ့နော်ဆိုရင်ဘယ်လိုတွေကွာခြားတာလဲဘယ်လို sample တွေရှိရလဲ vowel တွေကဘာတွေလဲ consonant တွေကဘာတွေလဲဆိုတော့အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ next မှာမကြခင်ဖွင့်လှစ်မဲ့ IPA class တွေကိုတက်ဖို့အထူးပဲတိုက်တွန်းချင်ပါတယ်အားလုံးအတွက် next ပါ